Yamaha attachment နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရတာတွေမကုန်သေးဘူးပေါ့နော်သူ့မှာကောင်းတဲ့အချက်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မို့ဒီနေ့မှလည်းထပ်ပြီးတော့ Yamaha attachment အကြောင်းကျွန်တော်ပြောပြပေးအောင်မယ်နော် Yamaha attachment ကဆိုရင်တော့ကျွန်တော်2026မှာကျွန်တော်အရောင် color အနေနဲ့ကျွန်တော်တို့အများများဆဆတော့မထွက်ဘူးခုလိုမျိုးမီးခိုးရောင်ရဲ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ခဲရောင်ရဲ့နှစ်ရောင်မှထွက်တယ်ပေါ့နော်ကျန်တဲ့အရောင်တွေကရိုးရိုးကျွန်တော်တို့ unmatch တွေပါနော်ဒီ attachment မှာဆိုရင်ကျွန်တော်တို့နော်ကောင်းတဲ့အချက်တွေပါဝင်လဲကျွန်တော်ပြောပြပေးမယ်နော်ရှေ့မှာဆိုရင်ကျွန်တော်ကြည့်ကြည့်နော် ABS brake เนาะရှေ့မှာနေမဟုတ်ဘူး ABS brake ကเนาะကျွန်တော်နောက်မှာထည့်ပေးထားတယ်เนาะကျွန်တော်တခြားလေးပြပေးမယ်โอเคเนาะဒီမှာဆိုရင်ကျွန်တော်ဒါ ABS ကြိုးတွေပါလာမယ်เนาะ ABS brake เนาะ brake on ကတော့ညိုလေးဒီမှာနောက်ထဲမှာရောက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်เนาะအခုလိုမျိုးပဲကပ်ပြီးပြလိုက်တော့မယ်เนาะအဲ့လိုမျိုးကျွန်တော်ရှေ့ရောနောက်ရောကျွန်တော် ABS တွေပါတဲ့အတွက်ကြောင့်မလို့เนาะဒီဆိုင်ငယ်မှာဆိုရင်တေးကြတယ်ကျွန်တော်တို့ဒါ traction control တွေပါလာပြီเนาะ traction control ကဆိုကျွန်တော်တို့ဆိုင်ငယ်꿰တဲ့အခါမှာဆိုရင်ကျွန်တော်တို့ slip မဖြစ်အောင်ထိန်းချုပ်ပေးတဲ့နည်းပညာဖြစ်ပါတယ်เนาะဒါပထမတစ်ချက်နောက်တစ်ချက်ကသူ့မှာဆိုဘာပါလာလဲဆိုရင်ကျွန်တော်တို့เนาะ sport မှုပါလာတယ်เนาะအဓိကတော့သူ့ရဲ့အဓိကเนาะအားသာချက်လို့ပြောရမယ်เนาะဒီ Yamaha attachment မှာဆို sport မှုပါလာတယ် sport မှုပါလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကเนาะ keyway သွားတဲ့အခါမှာဆိုမြန်ဆန်နဲ့ကျွန်တော် speed မြင့်လို့ရမယ်ကျွန်တော်တို့လိုမျိုး chip ပါလာမယ် gear 3ချက်ပါလာမယ်เนาะโอเคပြီးသွားပြီဆို smart key เนาะတိုင်ခွဲက TFT တိုင်ခွဲဖြစ်တာနဲ့အညီကျွန်တော်တို့ location တွေကိုဒီတိုင်ခွဲထဲကပဲကျွန်တော်ကြည့်လို့ရမယ်ဖုန်းတွေပါထုတ်သုံးနေရမလို့တော့ပေါ့เนาะโอเคပြီး smart key နဲ့လာမယ်เนาะ unmatch logo အစားအခုလိုမျိုးကျွန်တော် logo နဲ့နောက်ဘက် fork က2ချောင်းเนาะ engine မှာဆိုလဲကျွန်တော်တို့ engine wine cool လေးပေါ့เนาะညီကိုတွေရေတန်ကီမဟုတ်ပါဘူးเนาะမှားမယ်เนาะရေမဟုတ်ပါဘူးသူ့မှာဆိုရင်အရည်ထည့်တာပါကျွန်တော်တို့ liquid ကိုထည့်တာပါเนาะโอเคဒါကတော့ Yamaha unmatch ရဲ့အနေဒါဂွေရလဲခုလိုမျိုးဂွေရွှေအောင်ပေါ့ညီကိုเนาะတစ်ချက်ကြည့်ပြဆိုင်ငယ်တွေမှာဆိုရင်ကျွန်တော်တို့ခွဲလို့ရတယ်ပေါ့เนาะဆိုင်ငယ်မှာဆိုရင်เนาะ special နဲ့ရိုးရိုးနဲ့ဘယ်လိုခွဲလို့ရရဲဆိုတော့နံပါတ်1တစ်ချက်ဂွေအောင်ကြည့်ပြီးခွဲလို့ရတယ်ဒီမှာဆိုဂွေရွှေနဲ့လာတယ်เนาะ original ဂွေတွေပါဒီမှာဆိုဂွေမဲနဲ့လာဒီဂွေမဲဆိုရင်ဒါရိုးရိုး unmatch เนาะဒီကိုဂွေရွှေဆိုရင်ဒါ special ဖြစ်သွားပြီเนาะကျွန်တော် attachment လို့ခေါ်ပါတယ်ပေါ့เนาะရှေ့ဘက်မှာဆိုလဲ projector မီဒီကြီးနှလုံးအပေါ်တစ်လုံးအောက်တစ်လုံးကိုထည့်ပေးရတယ်เนาะအဝေးကိုပြေးပါတယ်โอเคဒါမျိုးဘိန်းတွေကိုကျွန်တော်ထိုင်းနိုင်ငံမှာရောက်နေတဲ့ကျွန်တော်ရဲ့ border တွေကအရေးကြနဲ့ထုတ်လို့ရပါတယ်လက်ထဲမှာအထောက်ထားစုံတယ်ဆက်အောင်ဒါမှမဟုတ် body set လုပ်ငန်းလုပ်တယ်ဆိုရင်ကျွန်တော်2200နဲ့ပေးရောက်နေပါပြီเนาะโอเคလိုရတဲ့ညီကိုလေးအသေးစိတ်တာဆက်သွယ်ပေးပါခင်ဗျ